မြန်မာစကော့တန်2070 semi-final နောက်ဆုံးတစ်ပတ်တိုင်းထုတ်လွှင့်နေစမ်းမှုပိုင်းနိုင်ငံလုံးမှာကြည့်ရှုအားပေးနေတဲ့ပြည်သူများကိုပြန်လည်ကျေးဇူးပါတယ်ခင်ဗျ။ တကယ်ချင်းခုနကတော့အကတွေဆိုပြီးသွားပြီနော်။ခုကျတော့ပါလာမလဲ။ ခုကတော့အတီးပိုင်းလား။တီးခတ်မှုပညာတွေကိုအစွမ်းကုန်ပြသမယ်ပြန်ပွဲဝင်ကတော့ L1 ဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာပါကျွန်တော်နာမည်ကတော့ Evan ဖြစ်ပါတယ်ကျွန်တော်အသက်19နှစ်ရှိပါပြီကျွန်တော်ရန်ကုန်သင်္ကန်းကျွန်းမြို့နယ်လာရောက်ရှင်နေတာဖြစ်ပါတယ်ကျွန်တော်တခြားအရာတွေလည်းကျွန်တော်စမ်းတီးကြည့်ရဗျာဟိုမှာ drum လို့ bass လို့ lead လို့ပေါ့ဒါပေမဲ့နောက်ဆုံးရောက်ရဲကျွန်တော်ဒီ guitar ပဲပြန်ပြီးရောက်လာပြီးဒါပဲပြန်ကြိုက်မိတယ်ပြီးတော့အဖေပွဲတီးရဲ့နေရာမှာလည်းကျွန်တော် live ဝိုင်းနေအဲ့တီးနေတဲ့ဘန်အားလုံးကြီးနေကျွန်တော်ကြိုက်လာတယ်ဒါနဲ့ကလာစာတီးနဲ့အခုလိုတီးဖြစ်သွားတာအဲ့ဒီလေးယောက်တည်းမှာကျွန်တော်ကြိုက်ဆုံးတော့အဲ့မမိုးမြောင်ပြောပါကောင်းမှကျွန်တော်ကြိုက်တယ်။ဘာလို့ကျွန်တော်တီးပါတဲ့ဒီ Death Face တဲ့ဟောတိမပြူပဲပေါ့အကြောင်းလို့။ဒါနားထောင်လို့တော်လေးကောင်းပါတယ်။ဒီ left ဘွားနဲ့ base ကိုလည်းထည့်သွားတယ်ရတယ်ပညာလေးပါပါတယ်။ဒီမြမ Scotland ကိုပြန်တဲ့အကြောင်းအရာကတော့မြမဒီ finger style လူတီးရရမ်းနေတယ်ပေါ့။အဲကြောင့်မလို့ကျွန်တော်ပညာကိုချပြခြင်းလို့ကျွန်တော်ပြန်နေဖြစ်ပါတယ်။ကျွန်တော်ဒီညတီးပြမယ်တချင်းပေါ့။အဲတချင်းမှာကျွန်တော်တီးတဲ့ဟာကိုကြိုက်ကြတယ်နှစ်သက်တယ်နားထောင်လို့ကောင်းတယ်ဆိုရင်ကျွန်တော်ပို့ပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ပရိသတ်များခင်ဗျာသူကတော့မြန်မာ Scotland 2070ရဲ့တဝူဒီသော figure style guitarist L1 လို့ခေါ်ပါတယ်အားပေးကြပါဦးဗျာညီလေးအဲ့ဂီတာကိုလည်းကိုတို့ပုတ်ကြည့်ရလားကိုတို့လည်းအိမ်မှာတတလုံးပုတ်နေတာပဲအတန်မထွက်ဘူးညီလေးချပုတ်တယ်တော့အတန်ကျဲတာလူကွာတယ်တကယ်ချင်းလက်ကစားရပါဒီလေးဒီနားလာပြီပါဘာကွာတာတကယ်ချင်းလူကွာတယ်တဲ့လူကွာတယ်ရလားတကယ်အတန်ပိတ်လိုက်လို့တူတယ်အမှန်တကယ်ထွက်တယ်ဒီလိုပဲပြောရတာဟုတ်တယ်တော်တော်မှန်တယ်လက်ကစားရပါโอเคညီလေးအစွမ်းကိုကြိုးစားသွားတော့အားလုံးမြင်ရပါတယ်တစ်ချက်လေးမှညီလေးလူလဲသွားတာမရှိနော်အခုတို့ဂီတာသမားရှင်းရသိရညီလေးအဲ့ဒါကြတော့ဟုတ်ကဲ့ဗျမလေးကိုမမောင်ရဲ့အဲ့ဒါသူလူစားတာဆိုရင်မပြောခင်ကိုမမောင်ရဲ့သုံးသပ်မှုလို့ယဉ်သိချင်ပါတယ်ဗျာညီအခုဂီတာသမားအစ်စ်နဲ့ပဲပြောချင်တယ်ညီနေနဲ့ဖယ်ပေးပါပါအေးပြီးတော့ပြန်လာတာမကောင်းနဲ့တော့သူပြောတယ်လို့ဂီတာနဲ့လူနဲ့လေတသားလေးဖြစ်နေတယ်အဲ့ဒါလေးကိုအရင်ကြိုက်ပါတယ်နော်ဒီကောင်လေးသူတီးတာကိုကြိုက်တယ်မလားကြိုက်ပါကြိုက်ပါတယ်ကျေးဇူးတင်ပါတယ်တကယ်ချင်းအေးနောက်ထပ်သတိထားမှတယောက်ရှိသေးတယ်ဂီတာနဲ့ပတ်သက်တကယ်ဆရာကြီးတယောက်ကျန်သေးရနော်သူလေ
ဦးတီလေ အေးဟုတ်တယ် တာမလုံးနဲ့နော်အလုံးတွေအကုန်လုံးပိုင်ပြီးသား ဘာလုံးနေလဲ ဟောဂီတာကွက်တွေပြောတာ အော် ကီးကွက်တွေအကုန်လုံးโอเคဦးတီရဲ့ ဦးတီ သုံးသပ်မှုကိုလည်းကြားကြပါရခင်ဗျာ ပွေးကွက်တွေရောညင်းကွက်တွေရော အာ ကိုရှိရလာမပြောနဲ့လား ဦးတီပြန်ပြောတာပါ တာတချင်လေးကျန်းတယ်ကျန်းသလောက်ဟိုပါပေါ့နော်ဟိုဒီပေါ်မှာမုကကောင်းတယ်နော်အဲ့နောက်ဆုံးတက်ပင်တောက်သွားတာလေးကတော့ကောင်းပါတယ်ဗုဒ္ဓနေ့များရပါစေ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ကျေးဇူးတင်ပါတယ်ကြည်ရမန်နေနေရညီလေးကေတာလေးတီသူကတချင်းလေးစုအဲ့ဒါလေးကိုစိတ်ကူးရင်းနေတဲ့တူလေးမေးစီလေးလက်နက်ဖတ်ထောက်ပြီးတော့မေးကြည့်လိုက်ရအောင်ပြောမပြောပါဦး တိတ်အများကြီးတော့ပြောကြမရှိပါဘူးမောင်လေးအခုတီးွားတာကောင်းပါတယ်ဘာပြောဂီတပညာကိုတော်တော်လေးလေ့လာထားပုံလေးရပါတယ်ဒါကြောင့်မို့လို့ voting အများကြီးရပါစေလို့ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ကျေးဇူးတင်ပါတယ် မင်းမွေးဒီတရားအောင်ရ ချောတယ် ခေါင်းအောင်ရရင်ပြန်ပြေးတယ် ဂီတာကိုပါရရပြီးတီးတာဒီတခါပဲ ဟုတ်တော်များပြောကြတယ်ကျွန် နော် တော် ဂီတာကိုပါရရပြီးတီးတယ်ဒါပေ ဘာ မဲ့ လာပုတ်ပြီးတီးရတယ် ပါရရပြီးတီးဒါပေမဲ့အဲ့ပိုင်းတဲ့ပုံစံဆိုမဲ့တားလက်ကလှနေတာတားလက်ကလေးတွေကအမှုပညာဆန်တယ် ဟုတ် နော်ဟို အ ကျဲ မေ လိုက်တဲ့ အမေမွေးလာပုတ်လိုက်ပါဦး မလုပ်ပါ သူကမင်းမွေဂီတာရင်ပုတ်တာမဟုတ်သူဘာပုတ်အနုပညာဆန်တာသူကမလေးပုတ်ရင်အနုပညာဆန်တာဟဲ့ ဟုတ်တော့မထွက်ပါနဲ့ချားတန်ပြော ဖတ်ဦးတီရတယ်တကယ်ပဲနော်ညီလေးဘယ်လိုလဲ တခုလေးစိတ်ဝင်စားတယ်ခုနသားပြောတဲ့ထဲမှာပါသားအဖေT1 သွားရင်လိုက်တော့ဆိုသားအဖေကအနုပညာလောကထဲရပဲလား ။ဟုတ်ကဲ့ပါ ဘ ဗျာ ယ်သူပါလဲသား ။ဗျာ ဘာလို့ ဘယ်သူပါလဲ ။အော်ဥက္ကုမြေပါခင်ဗျာ ဂီတာ ။ဂီတာဝိုင်းနေမှာလိုက်တီးရဟုတ်ကဲ့ ဩဟုတ်ပါပြီအဲ့ပြေးတိုက်လည်းသိအောင်လို့ပါ ဟုတ်ကဲ့ပါ သား ဗျာ လက်ကလေးကတော့အတန်ဟိုလှပစွာနဲ့တီးသွားတာပေါ့နော် ဟုတ် အဲ့တော့သားဗုဒ္ဓနေ့အများကြီးရပါစေလို့ဆုတောင်းပါတယ် ။ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ကြည့်လားမချမချအဖေမလေးကောင်းမလေးကြီးပြောနေရပါပြီအဲ့လောက်လက်ခုပ်တီးရရင်လေ အေးပါတယ်အေးပါ โอเค ကျေးဇူးတင်ပါတယ်လက်ကပြော အားလုံးကတော့ voting ပေးဖို့စောင့်နေမယ်လို့ထုံပါတယ်အဲ့တော့ voting နံပါတ်လေးပြောကြပါမယ် L1 ထဲကိုမဲပေးခြင်းနဲ့ဆိုရင်တော့ MGD 28ဖြစ်ပါတယ်ခင်ဗျာ နံပါတ် online ကနေမဲပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပါပဲဗျ www.facebook.com/mm ခေါ်ထဲကနေဝင်ရောက်ပြီးတော့ vote လုပ်လို့ရပါတယ်ဒါမှလည်းကိုတကယ်ကြိုက်နေတဲ့ပြန်ပုံဝင်က final ကိုရောက်မှာဖြစ်ပါတယ်ဗျ မှန်ပါတယ်တိတ်မကြခင်မှာဆိုရင်လည်းအရင်ဆုံးဖြော်ပြတင်ဆက်ပေးမယ်ဆိုတော့ကဖြော်ပြတော့မှာဖြစ်ပါတယ်အဲ့တော့ဖြော်ပြမှုကျွန်တော်စတင်ပြီဆိုတာနဲ့ကျွန်တော်တို့မဲပေးခြင်းတွေကိုပေးသေးမှာဖြစ်တဲ့အတွက်ဧည့်သည်အစရိုရဲ့ဖြော်ပြမှုလုံးဝမစတင်ခင်မှာပဲအခုပဲမဲပေးဖို့ပြည်သက်များလုံးကိုထပ်မံဖိတ်ခေါ်ချင်ပါသေးတယ်ခင်ဗျာ နံပါတ်တကယ်ကြီးနော်တကယ်ကြီးပြောတဲ့အတိုင်းပါပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏလေးနားပါမယ်နောက်ထပ်ရှင်ပြိုင်မဲ့ပြန်ပုံဝင်တူဦးနဲ့တူ break the message ကိုရောက်ပြန်လာခဲ့ပါမယ်ဗျ